လေးမှာလူရင်းနဲ့ငါဆန့်ကျင်ဘက်တွေဖြစ်ငါဟာသုံးမဲလို့ဘဝအနိုင်ရှုံးဆုံးဖြတ်မဲ့ပနဒီချမှာကိုလွဲလို့၆သွေးရဲ့ခန္ဓာရထဲမှာငါတယောက်တည်းမိုးရွှဲဆိုခါလီစကားရင်းနဲ့ရင်ဝတ်တက်တဲ့ကိုခါထိုးခွဲလို့လဲရှားပါတယ်တခဏပါပဲပြင်အားတော့အနာကျက်သွားမှာပဲမျောလင်းချက်တွေအများကြီးထားပြီးမှနောင်နာတွေပဲငါပြင်ရတာဒါလူဘဝဝင်လာပြီးရင်နောက်ဆုံးတော့ပြန်ထွက်သွားတာ